ရှိကတော့မျက်ရည်လေးဆန်းနေပေါ့ဗျာတတည်းရေမင်းကိုချမ်းရင်လည်းမင်းကိုကြိုးကြောင်းနေပြောပြပြီးရောပေါ့ငါတို့လည်းပဲလုံးမစဉ်းစားမတတ်တော့ဘူးကွာဘာတွေကြောင့်နေကပြောတာလဲကျုပ်ကဘာတွေပြောတာကိုကောင်းနေပြီးစဉ်းစားနေရတာပေါ့ဗျာကိုချစ်ထွေးနောက်ဆုံးအင်္ဂါထွက်သွားတာကိုဘာထွေးတို့အကြီးတို့မြင်လိုက်ကြသလားသူမှမမြင်ဘူးကွာချစ်ထွေးစီးတဲ့ဖက်ကလည်းဒီတိုင်းရှိနေတာပဲတတည်းဟာဟုတ်လားဒါဆိုပြင်ထွက်သွားတဲ့လက္ခဏာမှမရှိတာတကယ်လို့ထွက်သွားရင်လည်းဖက်နှက်မစည်းပဲထွက်သွားတာပဲဖြစ်တယ်ချစ်ထွေးကဖက်နှက်မစည်းပဲပြင်ထွက်လို့မရှိဘူးကွာဝိုင်းနေစင်တာတော့ခြေထောက်ကြည့်လို့ဆင်းနေကောင်မဟုတ်ဘူးဖက်နှက်စည်းပြီးမှဆင်းတာကိုချစ်ထွေးပြောက်သွားတဲ့နေ့ကထူးထူးခြားခြားဘာတွေများဖြစ်သေးတော့အရေးရဲ့ကျုံမေးလိုက်တော့အရေးဝိုင်းကြီးကတွေးပြီးစဉ်းစားတယ်ဗျနေုံတတည်းအင်းနီကချီးနေကိုเจ้าနေကလဲကောက်ပြီးထိန်ကုန်းသွားကြတယ်ထိန်ကုန်းကကိုဖို့တို့စီမှာနှမ်းမျိုးသွားဝဲကြတာအိမ်မှာရေးရဲ့ချစ်ထွေးရဲ့ပဲရှိတာချစ်ထွေးကဘော်ဒတ်မှာရေးရအောက်ထပ်မှာပင်းနောက်တော်ပြီးခွန်ချွတ်နေတာခဏနေတော့ရွာလန်းလေးကိုကလေးတွေစူညံလုံနေကြတာကြာဘာဖြစ်ကြတာတော့ဆိုပြီးရေးကထွက်ကြည့်သေးတယ်ရွာလန်းမှာကလေးတွေဖိုးဖွေးလုံနေတာပဲဟဲ့ဘာဖြစ်လို့တော့ငါပြီးတော့နေချက်နေလို့ရေးရတူတူတွေမှန်မှမိုင်းခံပြီးကြည့်နေကြတာလေလို့ပြောတာနဲ့ငါတော့မော့ကြည့်လိုက်သေးတယ်ဟာအေးဒီတိုင်းကြည့်နေမျက်စိကန့်တတ်တယ်ကြည့်ချင်းဒီမှရက်ခံကြည့်ဆိုပြီးတောင်ပဝိုင်းကစေးသားစေမောက်ကပြောလို့ရီးကသူ့လက်ထဲမိုက်ခံတဲ့မှန်ချက်ယူပြီးတော့ကြည့်လိုက်သေးတယ်နေကတဝက်လောက်တောင်းကျက်နေပြီဟဲ့ငါဝိုင်းနဲ့ပြန်ဝင်တော့အိမ်ပေါ်တက်ပရင်မောကကောင်းထွက်ပြီးခြေတွေကလှန့်နေအမေဘာဖြစ်လို့တော့ဘာမှမဖြစ်ပါဘူးဟဲ့နေချက်နေလို့ကလေးတွေကြည်နေကြတာပါဗျာနေချက်နေတယ်ဟုတ်လားအေးဟုတ်တယ်နင်းလည်းကြည့်ချင်ဟုတ်ကလေးလိုမန်ခွဲလေးတစ်ခုရှားပြီးမိုက်ခံကြည့်ပေါ့ချစ်တွေရဲ့လို့တော်ကြီးကပြောလိုက်သေးတယ်မွန်းတွေကနေတော့ချီအေးတို့သားပါနှဲ့ရည်တွေသေးပြီးပြန်လာကြတယ်ဝိုင်းကြီးသမင်းပွဲပြင်တော့ဟဲ့ငါရောချီရောစားနေကြပြီဒါနဲ့ကြီးကသမင်းဝိုင်းပြင်ပြီးချစ်တွေကိုသမင်းစားဖို့လန့်ခေါ်တယ်ပြန်ထူးတယ်မကြားလို့အိမ်မော်တက်တက်ကြည့်တော့ချစ်တွေကိုဘယ်မှရှာမတွေ့တော့နင်းနောက်ကဝင်းနေတော့ပြင်ထွက်သွားလို့ရှိမှာပေါ့ဝိုင်းကြီးရဲ့လာစားမယ်ချစ်တွေပြန်လာမှသူ့ဘာသူစားလိုက်မယ်လို့နင်းပါတွေကပြောလို့ရီတို့ထမင်းစားကြတာပေါ့ရီတို့ထမင်းစားပြီးတော့လည်းပြန်မလားညနေဆောင်လည်းပြန်မလားညရောက်လည်းပြန်မလားနဲ့ရီတို့လည်းဟိုအိမ်ဒီအိမ်လိုက်မိကြတာပေါ့ဟဲ့အဲ့ဒီနေ့ကချစ်တွေကိုတွေးလိုက်မြင်လိုက်တဲ့တယောက်မှမရှိပါဘူးတတရားကျုပ်လည်းရီပြောတာကိုသာနားထောင်နေရတော့ဒါပေါ့ဗျာကျုပ်လည်းဘာမှပြန်မပြောတတ်ဘူးလေကိုချီကကျုပ်ကိုအိမ်ပေါ်တက်ခေါ်လာတယ်ဘိုးပန်းဦးစိတ်တန်းကြဆောက်ခဲ့တဲ့အိမ်ကြီးကအတော်ကိုကျဲတာမျိုးအပေါ်ထဲမှာကျွန်းတကားကြီးတွေတက်ထားတဲ့အခန်းကြီးတွေဖွင့်ထားတာဗျတကားပိတ်ထားတဲ့အခန်းကြီးတစ်ခုတည်းကိုကိုချီကတကားဖွင့်လိုက်တယ်သူရှိကဝင်သွားတော့ကျုပ်ကနောက်ကလိုက်ဝင်တယ်ဟာကျုပ်ပါဇက်ကဟာလို့တောင်ရောင်အောင်ပြီးသွားတာဗျအံ့ဩသွားတာဗျဒါတို့ဘိုးရှိဟောင်းပစ္စည်းထားတဲ့ခန်းကြီးပဲကွာကျုပ်ဖြစ်အံ့ဩလိုက်တာဗျာပြလိုက်တခုတည်းရောက်သွားသလိုပါပဲဗျရှင်းအောင်ပစ္စည်းတွေကိုသူ့နေရာနဲ့သူတက်တက်ရဲ့ကိုထားတာဗျဘယ်ခေတ်ကပစ္စည်းဘသူ့အသုံးအဆောင်ဆိုပြီးကပ်ပြားတွေမှာစာရီရေးပြီးထောင်းထားတာမျိုးတကယ်ကိုပြလိုက်ဒီတခုပါပဲဗျာနေရာမှာစင်ချိတ်ထားတဲ့ဓာတ်တွေကလည်းအလက်20လောက်ရှိမယ်ဗျငွေလင်ပန်းကြည်လင်ပန်းတွေကလည်းအများကြီးဗျရွှေကြီးတို့ငွေကြီးတို့တွေနဲ့ချုပ်ထားတဲ့ရှေးခေတ်ကမင်းကြီးမင်းသားတွေဝတ်တဲ့အင်ဂျီတွေလည်းရှိတယ်ဗျမန်မုံထဲမှာထည့်ထားတဲ့ကြောက်လဝါကြီးတစ်ခုကိုလည်းတွေ့ရတယ်ကနိုမျိုးစုံနဲ့ရွှေပိန်းချတစ်တာနှလုံးလေးရှိတယ်ရှေးခေတ်အကောင်းစားကျွေးတဲ့ပစ္စည်းတွေကလည်းတော်များတာဗျကျွေးပန်းအိုးတွေကျွေးရည်တကောင်းတွေကျွေးပကများတွေလေးဗျတနေရာမှာတော့နေရာမှာကပ်ပြီးထောက်ထားတဲ့တစ်တာပြားလေးတစ်ခုကိုတွေ့ရတယ်ဗျအမြင့်က6ပေကျော်လောက်ရှိတယ်အကျယ်ကတော့3ပေလောက်ရှိတယ်ဗျနတ်ပြောင်နေတဲ့တစ်တာအနက်နဲ့လှုပ်ထားတာသူကတော့ဆင်းလက်မလောက်ထူမယ်ပတ်တာတက်ပြီးတော့ခတ်ထားတဲ့မြောက်လက်လေးတွေ့တယ်ဗျဒါဆိုရင်တော့ဖုံးဖွင့်လို့ရတဲ့တစ်တာပြားတစ်ခုပဲလို့ကြုံတွေ့မိလိုက်တယ်တစ်တာတစ်ခုလုံးမှာထွင်းထားတဲ့ပန်းတွေကနုတ်တွေတော်တော်ကိုလာတာဗျဒီတစ်တာပြားရဲ့တက်တန်းကကျုပ်စိတ်ထဲနှစ်ရာချီနေတော့ပြီဗျဒါတည်းမင်းဓာကြီးစိတ်ဝင်စားလို့လားဟုတ်တယ်ကိုကြီးဒီတစ်တာပြားကြီးဘာထဲ့တာတော့အဲ့ဒါတစ်တာမဟုတ်ဘူးမှန်กว่าဒါတွေကကိုလုံးပေါ်မှန်ကြီးဗျာမှန်ဟုတ်လားကြည့်မှန်လားဗျအေးဟုတ်တယ်ကြည့်မှန်ကြီးငါစိတ်ထဲတော့ကြည့်မှန်ဖို့ငါစားကရှာပပဆိုတော့မှန်ကိုမျက်တနိုးလှုပ်ထားတာဒီမှာရဲ့တတ်တရားအဖုံးပိတ်ဆိုတော့တစ်တာလို့ဖြစ်နေတာပေါ့ကွာဒိုဘိုးကလည်းလူစမ်းကြီးဆိုတော့ဒီလိုရှာပပပစ္စည်းမျိုးကိုသူကတိတ်ကုန်မနေတာကွာဒါတရား
ငါအဖပြောတာတော့ဒီမှန်တက်တာကိုတစ်ကနတ်သားနဲ့လောက်ထားတာတဲ့ကိုပြောဆိုနဲ့ကိုချီကမှန်တက်တာကိုဖုံးဖွင့်လိုက်တယ်ဒီတော့မှအထက်ကမှန်ချက်ကြီးကိုမြင်ရတော့တာဗျအထဲမှာလည်းမှန်ရဲ့တောင်းလေးတောင်မှတစ်ကနတ်သားကနုတ်ပန်းနေဖော်ထားတာဗျအလဲကမှန်ကြီးကလည်းကြီးလင်းနေတာပါဗျဒီလောက်ကြာတာတော့မှန်ချက်ကြီးမှာကွဲရအဲ့ရအစင်ရဘာမှမရှိဘူးဗျမှန်ကတိုက်ထားသလိုကိုဝင်နေတာဗျကိုချီရဲ့ချီထွေးတိုက်ထားတာနေမှာပေါ့ဒါတီးဟာဒီကောင်ကဒီခန်းထဲမှာဝင်ပြီးအောင်းနေတတ်တာသူပျောက်သွားတော့ဒီမှန်တက်တာကြီးကအဖုံးဖွင့်ရကြီးရှိနေတာခုနေ့ကမှငါအဖုံးပြန်ပိတ်ထားတာကျုပ်ကမှန်တက်တာကြီးရဲ့ဖုံးကိုဖွင့်လိုက်ပိတ်လိုက်3-4ခါလောက်လုပ်ကြည့်ပတ်တာကလည်းတန်ကြီးတွေပါလေကိုက်မနေဘူးဗျဒါလည်းကိုချီတွန်းပြုပြင်ထားတာဖြစ်မှာပေါ့ဗျတနေရာမှာတော့ကျွန်းပြည်တို့တစ်လုံးရှိတယ်ဗျကျုပ်ကပြည်တို့တကားကိုဆွဲဖွင့်လိုက်တော့အထက်မှာစာအုပ်တွေအပြည့်ပဲဒါဘိုးပန်းအောင်ကြီးဖတ်ခဲ့တဲ့စာအုပ်တွေဖြစ်မှာပဲလို့ကျုပ်တွေးမိလိုက်တယ်ချစ်ထွေးဝင်ဖတ်တာဒီထက်ကစာအုပ်တွေပေါ့ကွာတာတီးရကိုချီပြောတော့ကျုပ်စိတ်ဝင်စားသွားတယ်တေးချာစီးထားတဲ့စာအုပ်တွေကိုကျုပ်ကြည့်လိုက်တော့စီးကျန်းတွေဘေရင်ကျန်းတွေလက္ခဏာကျန်းတွေနှက်ခတ်ကျန်းတွေအကြီးရဲ့ကျန်းတွေလက်ရည်နဲ့ရေးထားတဲ့ကတ်တူစာအုပ်ကြီးတွေအများကြီးပဲဗျဒီထက်ကမှစီးထားတဲ့စာအုပ်တွေပေါ်မှာတင်းထားတဲ့လက်ရည်မူစာအုပ်တော့ကိုကျုပ်တွေ့တယ်စာအုပ်ကကိုချီထွေးဖတ်လက်စာအုပ်ထင်နေဗျကျုပ်အဲ့စာအုပ်ကိုယူပြီးလမ်းဖတ်ကြည့်လိုက်တယ်ဟာဘိုးပန်းရေးထားတဲ့စာအုပ်ဗျကျုံနည်းနည်းကြောဖတ်ကြည့်လိုက်တော့မှန်သက်သားကြီးအကြောင်းလဲပါတယ်ဗျဒါနဲ့အဲ့ဒီစာအုပ်ကိုကျုံယူသွားပြီးဖတ်ကြည့်ခြင်းနဲ့ကိုချေကိုပြောတော့ကိုချေကစာအုပ်ကိုယူပြီးဘာတွေကိုပြောလိုက်တယ်ဘာတွေကြောင့်ဒီကလည်းရွှေရွှေရှူပဲကျုပ်ကိုခွင့်ပြုလိုက်တယ်ဘိုးပန်းရေးထားတဲ့ကတ်ထုစာအုပ်ကြီးကိုယူပြီးကျုံရွာပြန်ခဲ့တယ်ကိုချေကိစ္စကိုလည်းကျုပ်လည်းတက်နိုင်တဲ့လောက်စဉ်းစားပြီးလုပ်ပေးပါမယ်လို့ပြောခဲ့ရတာပေါ့ဗျလောကမှာလူတယောက်ကြောင်းမဲ့ပျောက်သွားတာဗျကျုပ်ပြတခါမှမကြောက်ဘူးဒီတခါပဲကြောက်ဘူးလို့လေဗျအိမ်ပြန်ရောက်တော့အပနဲ့အမေကကိုချွေးထွေးအကြောင်းကိုမေးတယ်ဗျကျုပ်ကလည်းထူးထူးဆန်းဆန်းပျောက်သွားတဲ့ကိုချွေးထွေးအကြောင်းကိုပြောပြရတာပေါ့ဗျာလူလေးပြောသလိုဆိုရင်ချွေးထွေးကအိမ်မာရင်ပျောက်သွားသလိုဖြစ်နေတာပဲလို့အပကပြောတယ်ကျုပ်လည်းဒီကိစ္စအဖြေရှာမရတော့ငြိမ်းနေရတာပေါ့ဗျာဟဲ့တာတီးရဲ့ချွေးထွေးဖို့ဟိုးပန်းအောင်ကလည်းဒီလိုပဲပျောက်သွားတာဟဲ့3 နှစ်လား4 နှစ်လားတောင်ကြာတာနောက်တော့ပြန်ရောက်လာတာပဲဟဲ့မိကပြောတာဗျပြန်ရောက်တော့လေချားကနေလာတာမဟုတ်ဘူးတဲ့အိမ်မိုးတက်ကဆင်းလာတာပဲတဲ့လူလေးရဲ့